ပြန်ပွဲတစ်ခုလုံးရဲ့23နာရီနဲ့မိနစ်50ကျော်အထိအပြတ်အသတ်ဦးဆောင်ထားပြီးမှပန်းဝင်ဖို့3မိနစ်အလိုမှာကဘာပြတ်သွားတဲ့ခန်းစားချက်မျိုးတိတ်မောင်လို့ခန်းစားဘူးလားဒါဟာမော်တော်စပေါ့သမိုင်းမှာအကျိတ်နဲ့ဖြစ်ဆုံးတဲ့အံ့ဩစရာကောင်းဆုံးဒရာမာပွဲကြီးဖြစ်ခဲ့တဲ့2016လမှန်24နာရီပြန်ပွဲပဲဖြစ်ပါတယ်ဂျပန်တို့ရဲ့တိုယိုတာအသင်းဟာပြင်သစ်မြေကကဘာကျန်းစောလမှန်ပြန်ပွဲကြီးမှာနှစ်ပေါင်းများစွာကန်ဆယ်မှုတွေကပြည့်မှုတွေကြောင့်ဘယ်တော့မှအနိုင်မရနိုင်ဘူးဆိုတဲ့ဂျေဆာဆိုးကြီးသိနေခဲ့တာပါဒါပေမဲ့2016မှာတော့သူတို့ဟာဖော့ရှ်အသင်းကိုအလဲထိုးပြီးအနိုင်ရဖို့လက်တကမ်းလို့ရောက်ရှိလာခဲ့ပါတယ်24နာရီပြည့်ဖို့9မိနစ်ပဲလိုပါတော့တယ်တိုယိုတာရဲ့နံပါတ်5 TS050 ဟာဒုတိယနေရာကဖော့ရှ်ကိုစက္ကန့်30ကျော်အကွာနဲ့အပြတ်အသတ်အနိုင်ရဖို့တေချာနေခဲ့ပါပြီဂျပန်နိုင်ငံကတိုယိုတာရုပ်ချုပ်မှာကိုပြန်ကွင်းထဲအသင်းသားတွေပါအောင်ဝဲခံဖို့ပြင်ဆင်နေချိန်ဘဲဝင်ဖို့3မိနစ်အလိုမှာနောက်စောပါရဲ့ Main Street လမ်းမပေါ်ကြီးမှာမယုံနိုင်စရာဂျေဆာကြီးစတင်ခဲ့ပါတော့တယ်ဒရိုင်ဘာကဆူကီနာဂါဂျီမာရဲ့ No Power ဆိုတဲ့ရေဒီယိုတန်ဟာတင်းတစ်ခုလုံးကိုတော်လို့သွားစေခဲ့ပါတယ်ဒါဘိုနဲ့အင်တာကူလာဂျာကကွန်နက်တာလိုင်းလေးတစ်ခုပြုတ်ထွက်သွားတာကြောင့်ကားရဲ့တာဘိုစနစ်တစ်ခုလုံးရပ်တန့်သွားပြီးလမ်းလက်ကောင်မှာထိုးရသွားခဲ့ပါတယ်ဒီကဘာလုံးဆွမ်းအားပြီးချနေတဲ့စက္ကန့်ပိုင်းအတွင်းမှာပဲဒုတိယနေရာကနေမျိုးလေးချက်ကိုတော့ဖြစ်နေတဲ့ Porsche နံပါတ်2ဟာရပ်သွားတဲ့ Toyota ကိုကြော်တက်ပြီးသမိုင်းဝင်ပထမဆုကြီးကိုမယုံနိုင်စရာကောင်းလောက်အောင်တိုက်ပိုက်သွားနိုင်ခဲ့ပါတယ်23နာရီနဲ့59မိနစ်လောက်ရှုံးနေခဲ့တဲ့ Porsche အတွက်တော့ဒါဟာသမိုင်းတစ်လျှောက်အခမ်းအနားဆုံးသောအနိုင်ရရှိမှုဖြစ်ပြီး Toyota အတွက်တော့ Motorsport သမိုင်းမှာသွေးမျက်ရည်ကျခဲ့ရတဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်ဒါဟာ Motorsport လောကမှာပြန်ပွဲပြီးဆုံးကြောင်းချက်က fan မလွင့်မချင်းဘယ်တော့မှစိတ်မချရဘူးဆိုတာကိုတက်တည်ပြခဲ့ပါတယ်ပိုပြီးရင်နာစာကောင်းတာက Toyota ဟာ finish line ဖြတ်ကျော်နိုင်ခဲ့တာတော့ disqualify ဆိုပြီး DNF အဖြစ်သတ်မှတ်ခံခဲ့ရတာပါ driver ဖြစ်တဲ့ Kazuki Nakajima ဟာလမ်းလက်ကောင်မှာရပ်သွားတဲ့သူ့ရဲ့ကားကိုရအောင်ပြန်နှိုးပြီး finish line ကိုဖြည်းဖြည်းချင်းမောင်းသွားပြီးဖြတ်ကျော်နိုင်ခဲ့ပေမဲ့လမန်ရဲ့ပြန်ပွဲစီကံအရာနောက်ဆုံးအပတ်ကို6မိနစ်အတွင်းအပြီးမောင်းရမှာပါ Toyota ကတာဘိုစနစ်ချွတ်ရင်သွားလို့ပါဝါမရှိတော့တဲ့အတွက်အဲ့ဒီနောက်ဆုံးအပတ်ကိုမောင်းနေဖို့12မိနစ်နီးပါးကြာသွားခဲ့ပါတယ် finish line ကိုကားပဲလိုက်ပြီးဝင်သွားခဲ့ပေမဲ့စီကံသတ်မှတ်ချက်တဲ့အချက်ပိုကျသွားလို့ဒိုင်တွေကတည်းအဖြစ်သတ်မှတ်ပြီးပွဲထုတ်ပယ်ခြင်းခံခဲ့ရပါတယ်24နာရီလောလောဦးဆောင်ခဲ့ပြီးဒုတိယဆုတော်မရလိုက်ပဲအဆစ်စရင်ရနဲ့လောဝပြောက်ကွယ်သွားခဲ့ရတာကြောင့်တိုယိုတာအတွက်တော့ဂျင်နာဆာအကောင်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်